ဒီမိန်းကလေးငယ်လေးမှာထူးခြားတဲ့အစွမ်းတစ်ခုရှိပါတယ်အဲ့ဒါကတော့လူတစ်ယောက်ဘယ်အချိန်မှတည်ဆုံးမလဲဆိုတာကိုကြိုတင်မြင်နေတာပါတနေ့မှာတော့သူမမိခင်ဖြစ်သူနဲ့အတူအပြင်သွားရင်းလမ်းမှာအမျိုးသမီးတစ်ယောက်ရဲ့ဥခေါင်းပေါ်မှာထူးဆန်းတဲ့ကနန်းတစ်ခုကိုမြင်လိုက်ရပါတယ်အဲ့ဒီကနန်းရဲ့အဓိပ္ပာယ်ကတော့ဒီအမျိုးသမီးဟာနောက်ထပ်10မိနစ်အတွင်းတည်ဆုံးတော့မယ်ဆိုတာပါပဲဒါကြောင့်ကောင်မလေးကအဲ့ဒီအမျိုးသမီးနားကိုသွားပြီးအန်တီမှာယောဂတစ်ခုခုရှိနေလားလို့အပြစ်ကင်းစင်စွာနဲ့မေးလိုက်ပါတယ်ဒါကိုကြားတဲ့ကောင်မလေးရဲ့အမေကချက်ချင်းပဲသမီးဖြစ်သူကိုပါဇက်ပိတ်ခိုင်းပြီးဒီလိုမျိုးရိုင်းရိုင်းဆိုင်ဆိုင်မမေးရဘူးဆိုပြီးအဲ့ဒီအမျိုးသမီးကိုတောင်းပန်နေပါတယ်ဒါပေမဲ့အမေဖြစ်သူစကားပြောလို့တော့မဆုံးသေးခင်မှာပဲအပေါ်ထက်ကနေကြီးမားတဲ့ပန်အိုတစ်လုံးပြုတ်ကျလာပြီးအဲ့ဒီအမျိုးသမီးရဲ့ခေါင်းကိုတဲတဲ့မန့်ကနေရာတင်ပွေးချင်းပြီးထိဆုံးသွားခဲ့ပါတယ်နောက်ပိုင်းမှာတော့တားမီးနှောင်လေရင်စီးဖို့အခါကြုံလာပြန်ပါတယ်လေရင်ပေါ်ရောက်တဲ့အခါကောင်မလေးဟာထိတ်လန့်စရာတစ်ခုကိုထပ်မြင်လိုက်ရပါတယ်အဲ့ဒါကတော့လေရင်ပေါ်ကထီးတဲ့တွေနဲ့ဝန်တန်းတွေအားလုံးရဲ့ခေါင်းပေါ်မှာခုနမြင်ခဲ့ရတဲ့ကနန်းမျိုးတွေအသီးသီးပေါ်နေတာမှာဒါကိုကြည့်ချင်းအထိဒီလေရင်ပေါ်ကလူတွေအားလုံးမကြခင်သေဆုံးတော့မယ်ဆိုတာသူမှသဘောပေါက်သွားပါတယ်အခြေအနေကိုသိသွားတဲ့အမိဖြစ်သူကလူတွေကိုလေရင်ပေါ်ကဆင်းဖို့အလံတကြားလိုက်ဖြိုးပြီးမယ်ဘယ်သူမှမယုံကြပါဘူးဇူညံပူညံလုတ်ဒီနှောက်ရှက်နေလေဆိုကလေရင်မူကသူတို့သားမိကိုလေရင်ပေါ်ကဆင်းခိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအနီးနားမှာထိုင်နေတဲ့ CEO တယောက်ကဒီမြင်းကွင်းကိုတတိထားမိသွားပြီးသူလည်းလေရင်ပေါ်ကဆင်းမယ်လို့လေရင်မူကိုပြောလိုက်ပါတယ်ပတ်ဝင်းကျင်ကလူတွေကတော့တထေးကြီးဖြစ်ပြီးဒီလိုစကားမျိုးယွံရသလားဆိုပြီး CEO ကိုဝိုင်းလောင်ကြပါတယ်ဒါပေမဲ့ CEO ကဘသူ့ကိုမှဂရုမစိုက်ပဲသားမိနှစ်ယောက်နဲ့အတူလေရင်ပေါ်ကဆင်းသွားခဲ့ပါတယ်တကယ်ပဲလေရင်ဖြန်တက်ပြီးမကြခင်မှာပဲဆက်ချွတ်ရွေးမှုဖြစ်ပြီးပောက်ကွဲပြတ်ကျသွားကလေရင်ပေါ်ပါသမျှလူတွေအကုန်တီးဆုံးသွားခဲ့ပါတယ်ဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ CEO ဟာအန်အိုတုံလုသွားပြီးသူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ကောင်မလေးကိုကြည့်ကမယုံနိုင်အောင်ဖြစ်သွားပါတော့တယ်